အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာတော့ကမ္ဘာပေါ်မှာကြီးမားဆုံးနဲ့ကြောက်စရာကောင်းဆုံးတရားတွေကိုပြပါဆိုရင်အန်နာဂိုနာဆိုတဲ့မြွေကြီးကိုဘယ်သူမှမေ့ထားလို့မရပါဘူးရုပ်ရှင်တွေမှာတော့ဒီမြွေကြီးတွေကလူတွေကိုလိုက်လံအမဲလိုက်ပြီးလူချတတ်တဲ့အေယာမသရာကြီးအဖြစ်မြင်ပူးကြမှာပါဒါပေမဲ့လက်တွေ့မှာအန်နာဂိုနာတွေကဘယ်လောက်ထိကြီးမားလဲသူတို့ကတကယ်ပဲလူတွေကိုစားတတ်သလားခုချိန်မှာအမေဇုန်တောနတ်ထဲမှာဘယ်လိုမျိုးစိတ်တွေရှိနေသေးလဲဒီအရာတွေကိုသိအောင်လို့အန်နာဂိုနာရဲ့နောက်ကွယ်ကလူသိနေတဲ့လှူရချက်တွေကိုအသေးစိတ်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ Green Anaconda အစိမ်းအောင်ရှိတဲ့ Anaconda မွေဖြစ်ပါတယ်ဒါဟာကျွန်တော်တို့ရုပ်ရှင်တွေထဲမှာမြင်တွေ့နေရတဲ့အကောင်ကြီးတွေပါသူတို့ဟာကမ္ဘာပေါ်မှာ၄ချိန်စီးဆုံးမွေတွေဖြစ်ပါတယ်အရှိကတော့အကျန်းဖြင့်ပေ30လောက်ထိရှိနိုင်ပြီးအလေးချိန်ကတော့လူကြီး3လောက်စာလောက်ရှိပါတယ်ဒုတိယတစ်မျိုးကတော့ Yellow Anaconda အဝါရောင် Anaconda မွေဖြစ်ပါတယ်သူတို့ကတော့အစိမ်းအောင်လောက်မကြီးပေမဲ့အရန်ကိုရန်လိုတက်တဲ့မျိုးစိတ်ပါအဝါရောင်ပေါ်မှာအမဲဆက်တွေပါဝင်တာကြောင့်ကြီးလိုက်တာနဲ့တိတာပါတယ်နောက်ထပ်မျိုးစိတ်တွေကတော့ Bolivian နဲ့ Transported Anaconda ဒီနှစ်မျိုးကတော့မျိုးစိတ်တစ်တွေဖြစ်ပြီးအမေရိကတိုက်တောင်ပိုင်းကရွှွန်နွန်တော်တွေမှာပဲတွေ့ရတတ်ပါတယ်Anaconda မွေတွေရဲ့အမဲလိုက်ပုံနဲ့အံ့ဩဖွယ်အဆန်းကိုပြောရရင်နော်ဒီ Anaconda တွေကအစိတ်ရှိတဲ့မွေတွေမဟုတ်ပါဘူးဒါပေမဲ့သူတို့မှာအစိတ်တက်ကြောက်စရာကောင်းတဲ့ခွန်အားရှိပါတယ်သူတို့ဟာ constrictor လို့ခေါ်တဲ့တားကောင်ကိုရစ်ပတ်ပြီးအသက်ရှူကြအောင်လုပ်တတ်တဲ့မွေမျိုးတွေဖြစ်ပါတယ်ဒီ Anaconda မွေတွေကဖုံးပေါ်မှာထက်ရှည်ထဲမှာပိုပြီးလှည့်မြန်ပါတယ်သူတို့ရဲ့မျက်လုံးနဲ့နှာခေါင်းကခေါင်းရဲ့ထိပ်ပိုင်းမှာရှိနေတာကြောင့်ရှည်အောက်မှာတစ်ခုလုံးမြုပ်ထားပြီးမျက်လုံးလေးပဲပေါ်ကတားကောင်ကိုချောင်းကြည့်နိုင်ပါတယ်သူတို့ရဲ့ညှစ်အားကတော့သူတို့တားကောင်ကိုရစ်ပတ်လိုက်တဲ့အခါထွက်လာတဲ့အားဟာကားတစ်စီးနဲ့တိုက်မိသလောက်ပြင်းထန်ပါတယ်တားကောင်ရဲ့အယိုးတွေအားလုံးချိန်မောက်သွားတဲ့အထိညှစ်နိုင်စွာလည်းရှိပါတယ်သူတို့ရဲ့စားသောက်ပုံကတော့သူတို့ဟာခန္ဓာကိုယ်တက်ပိုကြီးတဲ့တားကောင်တွေကိုမျိုးချနိုင်မှုမေးရိုးတွေကိုဖြုတ်နိုင်ကြလည်းရှိပါတယ်ရုပ်ရှင်တွေမှာနဲ့လက်တွေ့ကွာခြားမှုဟောလိဝုဒ်ရုပ်ရှင်တွေထဲမှာအန်နာဂိုနာတွေကလူတွေကိုတကူးတကလိုက်ဖမ်းတာမျိုးတွေပြလေရှိပါတယ်လက်တွေ့မှာတော့အန်နာဂိုနာတွေကလူအမြင်ရှောင်ပြတ်တတ်တဲ့သဘာဝရှိပါတယ်လူစားတဲ့မှတ်တမ်းဆိုတာလက်တွေ့မှာအလွန်ရှားပါပါတယ်ဒါပေမဲ့အမေဇုန်တောထဲမှာပျောက်ဆုံးသွားသူတွေကအန်နာဂိုနာကြီးရဲ့တားကောင်ဖြစ်သွားတာဆိုတာကတော့အခုထိရိတ်ခုန်နေကြတဲ့ဘေဒီတစ်ခုပါရုပ်ရှင်တွေကတော့အမြန်နှုံးတဲ့လူကိုလိုက်ဖမ်းမှုဆိုတာကုန်းပေါ်မှာတော့မဖြစ်နိုင်ပါဘူးတမိုင်းမတင်မီကအေယာမမွေကြီးထိုင်တန်နိုပိုရာအန်နာဂိုနာတွေတက်ပိုကြောက်စရာကောင်းတဲ့မွေကြီးတွေကမ္ဘာပေါ်မှာရှိခဲ့ပူပါတယ်ဒါကတော့ထိုင်တန်နိုပိုရာလို့ခေါ်တဲ့မျိုးစိတ်တွေပါလွန်ခဲ့တဲ့နှစ်ပေါင်း60ကျော်အရှိခဲ့တဲ့ဒီမွေကြီးတွေဟာအရှိပေ40နဲ့50တိရှိပြီးကားတစ်စီးစာလောက်ဟွာဖြိုးပါတယ်အခုခေတ်အန်နာဂိုနာတွေဟာဒီတိုင်တန်နိုပိုရာရဲ့မျိုးနယ်ဆက်တွေလို့ယူဆနိုင်ပြီးသူတို့တက်သိငယ်သွားတာပဲဖြစ်ပါတယ်ဒီကုန်းချုံအနေနဲ့ပြောရရင်တော့အန်နာဂိုနာတွေကကြောက်စရာကောင်းပေမဲ့တဘာဝပတ်ဝန်းကျင်အတွက်တော့အလွန်ရေးပါတဲ့သတ္တဝါတွေဖြစ်နေပါတယ်အခုချိန်မှာတော့တောပြုံးလာတဲ့လူတွေကအမဲလိုက်တာတွေကြောင့်ဒီလိုမျိုးစိတ်တွေကလည်းတဖြည်းဖြည်းရှားပါလာနေပါပြီပရိသတ်တို့ရောဒီအေယာမမွေကြီးတွေကိုပြင်မာတကယ်တွေ့ခဲ့ရင်ဘာလုပ်မလဲကွန်မန့်မှာရေးပေးခဲ့ပါဦးဒီလိုစိတ်ဝင်စားတဲ့ကောင်းတဲ့ content တွေကိုအမြဲကြည့်ဖို့ကျွန်တော်တို့ရဲ့ R1 Studio Channel ကို Like and Subscribe လုပ်ခဲ့ကြပါအောင်လို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်